ငါပါဟုတ်ဒီနေ့မနေ့ကဖြေခဲ့တာဗရမရခဲ့ရတော့အမှတ်တရအမှတ်ပြည့်နော်အမှတ်ပြည့်တရားရတယ်အဲ့တော့ကိုယူပါတယ်နော်ပြီးတော့ဒါဘလူစာတွေကြစ်ခဲ့တယ်ဘလူလုတ်ခဲ့တယ်နောက်ညီကိုတွေပါပြောချင်တယ်တင်တန်းကြောင်းကိုပါပြောချင်တယ်ပြောကြည့်ပါတို့ကစာဘလူကြစ်ခဲ့တယ်ဆိုပြီးအဲ့ပတ်ဝန်းပတ်တူ10ခေါက်လောက်ရှိတယ်ဒီတစ်ကနေပြီးတော့60တိတူပတ်ဝန်းကဟို6ခေါက်လောက်ရှိတယ်ပတ်တူက10ခေါက်လောက်တစ်ကနေ3နှစ်က30ကနေ60 58ထိတကြောင်ပြီးအဲ့58ကနေနောက်ကနေတစ်ကိုတည်း30တိတကြောင်အဲ့လိုရှေ့နောက်လို့ပြင်နေတာပြီးတော့ဘေကုန်း2000လည်းအဲ့လိုဟိုတစ်ကနေ2000ကနေပြီးတော့တစ်အဲ့လိုပြန်သွားတယ်ဒီခေါင်းပေါက်6ခေါက်လောက်ရှိတယ်အဲ့လိုသွားတယ်ဘုံလည်းသွားပြီးတော့ဘေကုန်း2000မယူလေအဲ့တိုင်း3ခေါက်4ခေါက်လောက်သွားတယ်ရှေ့နောက်ကနေဖြည့်ပြန်သွားအပုံမှန်လေးအဲ့လိုအများကြီးလုပ်ခဲ့တာလည်းပါတယ်နောက်တော့မဆုတွေလည်းဒီချာလုပ်ခဲ့တာပေါ့နော်အဲ့ဒါဆိုတော့အခုအမပြေရလာခဲ့တာပေါ့အမပြေရတော့အများကြီးပီတိဖြစ်ရတယ်နော်ဆရာလည်းပီတိဖြစ်တယ်နောက်ညီကိုတွေကိုပါပြောခဲ့ခြင်းအဲ့ဆံဝတ်ပြေစိတ်မလှရှာစိတ်လှရှာရင်ဒီပြည့်အတွေးရောက်သွားလို့ရှိရင်ကိုရတဲ့ဥစ္စာတော့မှာကိုလုံနိုင်တယ်ဆိုပြီးပြန်ပြီးစိတ်ပြန်တွေးရပြန်ဥစ္စာပြန်စိတ်အဲ့မှာကိုမသိတဲ့ဥစ္စာကညာတွေးလို့ရှိရင်စိတ်လှရှာပြီးတော့ဒီပြည့်ဟိုဒီပြည့်ဥစ္စာလုံတဲ့အဲ့ပြန်စိတ်ထဲမှာလုံနိုင်တယ်ပြန်တွေးပြီးတော့ပြန်ဖြေတာသူဖြေတာအဓိကသူဒီကုန်းသွားလာတဲ့ပုံစံကိုပြန်ပြီးစဉ်းစားပြီးပြန်ဖြေတာကိုမသိတဲ့စကားလုံးတွေပါလို့ရှိရင်စိတ်ရမ်းမလှရှာပဲနဲ့ရအောင်ဖြေနိုင်တယ်ဆိုစိတ်ပြန်တွေးပြီးတော့ပြန်ဖြေရဟုတ်ပါပြီဗျာကဲချုပ်ခါပြီလားကစား